ဝင်မိတ်ဆက်ပေးမှာကတော့စာကားဘရန်ကနေထွက်ရှိထားတဲ့13 kg အဝိရှော်ဆန်နဲ့ကန်တွဲလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီဘက်မှာဆိုရင်ဒါလေးကတော့အဝိရှော်တော်မှာတိုင်မှာပေးတဲ့ခလုတ်လေးဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ကိုယ့်ရဲ့ဝစ်စားကပုံမှန်မဲဆိုရင်တော့မဲတိုင်းဂျိုင်းလေးပဲထားလို့ရပါတယ်အရင်နှုတ်ညက်နေဆိုရင်တော့ဒီဂျန်တဲ့ဘက်ကိုသွားပေးလို့ရတယ်ကိုယ့်ရဲ့ဝစ်စားကထူရဆိုရင်တော့ဒီဘက် strong ဘက်ကိုသွားပေးလို့ရတယ်ဒီကောင်လေးကကြတော့ကိုယ့်ရဲ့ရင်းညစ်တဲ့ကန်ဘက်ကိုရေထည့်ခြင်းနဲ့ဆိုရင်တော့ဒီဘက်ခလုတ်အဝိရှော်တဲ့ကန်ဘက်ကိုရေထည့်ခြင်းနဲ့ဆိုရင်တော့ဒီဘက်ခလုတ်ဒါကတော့ရေသွင်းတဲ့ခလုတ်အဝိရှော်စက်တဲ့အဝိရှော်တဲ့ကန်နဲ့ရေကိုသွင်းတဲ့ခလုတ်လေးဖြစ်တယ်ဒီဘက်မှာဆိုအဝိညစ်တဲ့ဟာကိုမှသူကတိုင်မှာပေးတဲ့ခလုတ်လေးဖြစ်ပါတယ်ဒီအထဲမှာဆိုရင်လည်းထဲမှာဆိုရင်ပေါ့ဒီဘက်ကတော့ရေထွက်တဲ့ခလုတ်ပေါ့နော်ရေထွက်တဲ့အပေါက်ပေါ့နော်သူ့တော့တစ်ပတ်တစ်ခါပေါ့နော်တစ်ပတ်တစ်ခါဖြစ်ဖြစ်2ရက်ချ3ရက်ချဖြစ်ဖြစ်တန်ရှင်းတော့လုပ်ပေးတင်တယ်ပေါ့နော်ဒီဘက်ကတော့ဒါရင်းညစ်တဲ့ဟာပေါ့နော်သူ့ထဲမှာရေပိုက်နဲ့ဖြူတပည့်ရေပိုက်ပါမယ်ရေပိုက်တစ်ခုပါမယ်ပေါ့နော်ရှော့ဆက်လေးကိုမှာယူလိုပါက Viber ဖုန်းနံပါတ်ဖြစ်တဲ့3943လုံး19500 3990408090မှာဆက်သွယ်မှနိုင်တယ်လို့ Mokit Online Shop Facebook Page Messenger ကနေလည်းဆက်သွယ်မှနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်